အဓိကကစားသမားတွေဆုံးရှုံးထားတဲ့တကုံစတာအသင်းလာမယ့်2026-2029မြန်မာ National League ပြိုင်ပွဲမတိုင်ခင်ဒီပြချုပ်ရာထူးကိုအပြောင်းလဲပြုလုပ်ထားတဲ့တကုံစတာအသင်းဟာလက်ရှိချိန်မှာတော့အသင်းမှာအားထားရတဲ့အဓိကကစားသမားအများစုကိုလမ်းကွဲပေးထားရပါတယ်။တကုံစတာအသင်းဟာပြီးခဲ့တဲ့ဧပြီလတွင်ကအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဆိုလမန်၊အဖေဖြိုးတပ်ပိုင်ထွေအစားရှိတဲ့ကစားသမားတွေကိုလမ်းခွဲပေးထားရပြီးတော့ငိမ့်ညင်းအောင်ဇာနေရသူထဖြိုးဝေစင်ကိုထက်တပ်ပိုင်ထူညီတို့ကိုလမ်းခွဲပေးထားရပါတယ်။ဒါအပြင်လက်ရှိချိန်မှာတော့တကုံစတာအသင်းဟာအသင်းရဲ့အဓိကကစားသမားတအုပ်လည်းဖြစ်သလိုအသင်းကောင်းဆောင်လည်းဖြစ်တဲ့မောင်မောင်ဝင်းအပါအဝင်ရန်နိုင်ဦးရန်ပိုင်စိုးတို့ကိုပါလမ်းခွဲပေးထားတာကြောင့်တကုံစတာအသင်းနေနဲ့လမ်းခွဲပေးထားတဲ့ကစားသမားက12ဦးထိရှိလာပြီဖြစ်ပါတယ်။တကုံစတာအသင်းအနေနဲ့လာမယ့်2026-2029မြန်မာ National League ပြိုင်ပွဲမတိုင်ခင်အဓိကကစားသမား12ဦးထိလမ်းခွဲပေးရတာကအသင်းမှာအားနည်းမှုတွေဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။တကုံစတာအသင်းအနေနဲ့အခုလိုအဓိကကစားသမားတွေကိုလမ်းခွဲပေးရတာကထွက်ခွာသွားတဲ့ကစားသမားတွေအနေနဲ့ပဲအသင်းမှာဆက်ကစားလို့စိတ်မရှိတော့တာလားအသင်းကြီးတွေရဲ့ကမ်းလှမ်းမှုကိုရရှိထားလို့လားနီးပြချုပ်သစ်ရဲ့နေစနစ်သစ်တွေနဲ့လက်အောက်မှာပူပေါင်းလို့စိတ်မရှိလို့လားအစားဖြင့်တွေးစရာအပြည့်တွေတော့ရှိနေပါသေးတယ်လက်ရှိချိန်မှာတကုံစတာအသင်းကနေထွက်ခွာသွားခဲ့တဲ့ကစားသမားတွေကရောကြန့်ရှိနေတဲ့ကစားသမားတွေကပါနီးပြချုပ်ဟောင်းဦးမင်းထွန်းလင်းကင်တွယ်ခဲ့တဲ့အချိန်ကာလကခေါ်ယူခဲ့တဲ့ကစားသမားအများစုဖြစ်ပေမဲ့ပြီးခဲ့တဲ့ရာသီကပေါ်တူဂီနိုင်ငံသားနီးပြကလည်းအသင်းအတွက်ကစားသမားအင်အားဖြစ်တင်မှုတချို့ပြုလုပ်ထားပေမဲ့လက်ရှိချိန်မှာနီးပြချုပ်ဖြစ်တာဝန်ယူနေတဲ့ဦးချစ်နိုင်ကတော့အသင်းအတွက်အင်အားဖြစ်တင်မှုတွေကိုကြီးကြီးမားမားလှုံ့ဆော်ထားခြင်းတော့မရှိသေးပါဘူးလက်ရှိချိန်မှာတော့တကုံစတာအသင်းရဲ့နီးပြချုပ်ဦးချစ်နိုင်နဲ့အသင်းရဲ့တာဝန်ရှိသူတွေကတကုံစတာလူငယ်အသင်းကခြေစမ်းကြိုက်နှင့်တက်တဲ့လူငယ်ကစားသမားအထက်ဦးကိုစီနီယာအသင်းကနေခေါ်ယူလိုက်ပြီးဖြစ်တယ်လို့သတင်းထုတ်ပြန်ထားသလို ISPE အသင်းမှာခြေစမ်းပြနေတဲ့ကစားသမားတချို့ကိုဦးချစ်နိုင်ကခေါ်ယူအားပြည့်သွားမယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်နေလျက်ရှိပါတယ်။ဒါကြောင့်လက်ရှိချိန်မှာအသင်းရဲ့အဓိကကစားသမား12ဦးထိဆုံးရှုံးထားတဲ့တကုံစတာအသင်းအနေနဲ့လာမယ့်ရာသီမတိုင်ခင်လူအင်အားဖြစ်တင်မှုတွေကိုဘယ်လိုတွေဆောင်ရွက်သွားမလဲဆိုတာကတော့မြန်မာဘောလုံးချစ်ပရိသတ်တွေနဲ့တူစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။